လူငယ်တယောက်ရှိတယ်သူကနော်နှစ်ပေါင်း20လောက်သူအီဘာဒတ်ထဲမှာရှိခဲ့တယ်အရင်တော့အဲ့ဒီနောက်ပိုင်းမှာသူ့ကိုရှိုက်တန်ကဖျက်ဆီးလိုက်နော်ဖျက်ဆီးပြီးတော့ရှိုက်တန်ကသူ့ကိုဂုဏထဲမှာအနှစ်20ထည့်လိုက်တယ်အလ္လာဟ်နဲ့ဝေးသွားတယ်နှစ်20အလ္လာဟ်နဲ့သူဝေးသွားတယ်ကျွန်တော်ကပြောသလိုပေါ့ရှိုက်တန်တချို့ကို10နှစ်ထည့်ထားတယ်တချို့ကို9နှစ်ဂုဏထဲမှာထည့်ထားတယ်တချို့ကိုအနှစ်20တဲ့သူ့အနှစ်20ထည့်ထားကျွန်တော်တို့လည်းမပြောနိုင်ဘူးဘယ်သူဘလောက်အလ္လာဟ်ဂုဏထဲမှာထည့်ခဲ့လေရှိုက်တန်ဂုဏထဲမှာထည့်ခဲ့လေဆိုတာအလ္လာဟ်ရှင်မဲ့တခင်ပဲသိမယ်ကျွန်တော်တို့အလ္လာဟ်ကိုမေ့ပြီးဘယ်နှရက်ကုံဆုံးခဲ့လေဘယ်နှနှစ်ကုံဆုံးခဲ့လေဘယ်နှလကုံဆုံးခဲ့အခုသူ့ကိုကြတော့ရှိုက်တန်ကနှစ်20ဂုဏထဲမှာထည့်ထားတယ်အနှစ်20အဲ့ဒီလိုနဲ့သူနှစ်20လောက်ဂုဏထဲမှာသူနေမွန်းပြီးတဲ့အခါကျတော့တရက်သူ့ရှုပ်ကိုသူပြန်ကြည့်တဲ့အခါမှာသမင်ဖြူတမင်သွားတွေ့အဲ့ဒီသမင်ဖြူကိုမြင်ပြီးတော့သူအလ္လာဟ်ကိုသတိရတော့အိုးသမင်ဖြူသွားပြီနော်ငါအလ္လာဟ်စီသွားမယ်နီးလာပြီငါနှစ်20ရှိပြီအလ္လာဟ်ကိုမေ့နေတာနှစ်20ရှိပြီငါအလ္လာဟ်ဘက်ကိုမလှည့်ပြတာအဲ့ဒီအခါကျတော့သူအလ္လာဟ်ရဲ့ထံတော်မှာရှောက်ထားတယ်ယာအလ္လာဟ်အနှစ်20အလ္လာဟ်ကိုကျွန်တော်ကြောခိုင်းပြီးသွားပြီအနှစ်20ဂုဏတွေလုပ်ပြီးသွားပြီအခုကျွန်တော်တောက်ပါပြန်လို့ရင်အလ္လာဟ်လက်ခံပါမလားကျွန်တော်တောက်ပါကိုသူအလ္လာဟ်စီမှာရှောက်ထားတော့အဲ့ဒီအချိန်နဲ့နော်အတန်တစ်ခုဝင်လာတယ်အဟဘဘတနာအဟဘဘနာကနော်အဟဘဘတနာအဟဘဘနာကနော်အတင်လဲငါအလ္လာဟ်ရှင်မတ်တခင်ကိုချစ်ခဲ့တယ်အဟဘဘနာကငါအလ္လာဟ်ရှင်မတ်တခင်ကလည်းပဲအတင်ကိုချစ်ခဲ့တယ်အဟဘဘနာကဝတရကတနာအတင်ငါအလ္လာဟ်ကိုစွန့်ပြီးတော့တွားလိုက်တယ်ဖအမ်ဟလ်နာကတို့ပေမဲ့ငါအလ္လာဟ်အတင်ကိုအရေးမယူဘူးတဲ့အတင်ဘလောက်ပဲဂုဏတွေလုံနေငါအလ္လာဟ်အတင်ကိုလှုပ်ပေးထားတယ်ဘာအတွက်လဲဆိုရင်ဖအင်ရဂျာတာအီလိုင်နာနော်တနည်းအတင်ငါအလ္လာဟ်စီကိုပြန်လာတဲ့အခါကျရင်အတင်နောင်တတွေရပြီးတော့အတင်ဒုက္ခတွေရောက်ပြီးတော့ငါအလ္လာဟ်စီကိုအတင်ပြန်လာတဲ့အခါကျရင်ကဘိလနာကငါအလ္လာဟ်အတင်ကိုရင်ခွင်နဲ့ထွေးပိုက်လိုက်မယ်လက်ခံလိုက်မယ်လေးစားအတက်မိတ်ဆွေဒီနောက်များခင်များနော်အလ္လာဟ်လက်ခံလိုက်မယ်ဘာလို့လဲသူ့ကိုစိုးစိုးစီစီအေးယူလိုက်ရင် तू တနည်းပြန်လာလို့ရတော့မှာမဟုတ်တနည်း तू ပြန်လာပါစီဆိုတဲ့မျောလင်းချက်လေးနဲ့အလ္လာဟ်ရှင်မတ်တခင်သူ့ကိုအေးမယူဘဲနဲ့ဘာလို့တာလဲနော်သူ့ကိုအလ္လာဟ်ရှင်မတ်တခင်လှုပ်ပေးထားတယ်တနည်း तू ပြန်လာကောင်းပြန်လာလိုက်ပါစီသူငါအလ္လာဟ်ရှင်မတ်တခင်ဘက်ကိုလှည့်ကောင်းလှည့်လိုက်ပါစီလေးစားအတက်မိတ်ဆွေညီနောင်များခင်များကျွန်တော်တို့တွေခုနတွေအလုတ်ခဲ့ပြီးတော့ပြီးခဲ့တဲ့17လပါနော်အခုပလီပြန်ရောက်လာတဲ့နော်ကျွန်တော်တို့ကိုအလ္လာဟ်ဂုဏတွေဒီလောက်လုပ်ခဲ့တဲ့အချိန်မှာအရေးမယူတာဘာကြောင့်လဲပြန်ရောက်လာရင်ကျွန်တော်တို့ကိုအလ္လာဟ်ဝလီထဲမှာအလ္လာဟ်ထည့်လိုက်လိမ့်မယ်ပြောလို့မရဘူးအလ္လာဟ်အချစ်တော်ရဲ့စေးမှာထည့်လိုက်လိမ့်မယ်ဆွာလီဟင်ဘန်ဒါရီရဲ့စေးမှာထည့်လိုက်လိမ့်မယ်ကျွန်တော်တို့ကိုပြန်လာခွင့်ပေးလိုက်တာကိုကအလ္လာဟ်ကျိတ်တဲ့မဂ်ဖီရတ်လုပ်ဖို့ရှိလို့လေးစားအတက်မိတ်ဆွေညီနောင်များခင်များလူတယောက်ကိုယာအလ္လာဟ်ကျွန်တော်ကိုမဂ်ဖီရတ်ပေးပါဆိုပြီးလက်ဖြန့်ပြီးတောင်းခွင့်ပေးလိုက်တာကိုကအလ္လာဟ်ရှင်မတ်တခင်သူ့ကိုမဂ်ဖီရတ်လုပ်ဖို့ရှိလို့ဒါကြောင့်ကျွန်တော်တို့အလ္လာဟ်စီမှာမဂ်ဖီရတ်တောင်းပါအလ္လာဟ်စီမှာကျွန်တော်တို့ကျွလွန်ခဲ့မိတဲ့ဂုဏတွေကနေကျွန်တော်တို့တောဘာလုပ်ပါအင်ရှာအလ္လာဟ်အလ္လာဟ်ရှင်မတ်တခင်မုတ်ချအလ္လာဟ်တောဘာကိုလက်ခံတော်မူမယ်အရှင်ဖြစ်တယ်ကျွန်တော်ဒီဒွါလေးတစ်ခုတောင်းပြီးတော့ဒီဒွါလေးတစ်ခုကျွန်တော်တင်ပြပြီးတော့နှုတ်ကုန်းချုပ်လိုက်မယ်ဟာဒီသ်တော်မှာတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်ဒွါတစ်ခုတင်ပေးထားတယ်နော်ဒီဒွါကဘာလဲဆိုတော့အလ္လာဟူမမဂဖီရတုကအောက်ဆာမင်ဇူနူဘီအလ္လာဟူမအိုအလ္လာဟ်မဂဖီရတုကအရှင်မြတ်ကမဂ်ဖီရတ်ကတဲ့အောက်ဆောက်အင်မတန်ကျယ်ဝန်းတယ်မင်ဒူနူဘီကျွန်တော်ဂုဏတွေထပ်ပို့ပြီးတော့ကျယ်ဝန်းတယ်ဒီစားအတက်မိတ်ဆွေညီနောင်များခင်ဗျာနော်အလ္လာဟ်ရဲ့မဂ်ဖီရတ်အလ္လာဟ်ရဲ့ခွင့်လွှတ်မှုကအင်မတန်ကြီးမားတယ်ကျွန်တော်ဂုဏတောင်လောက်ကြီးလားကျွန်တော်ဂုဏသမုတ်တရားလောက်ကြီးလားနော်အဲ့ဒီထက်အစပေါင်းများစွာအလ္လာဟ်ရဲ့ခွင့်လွှတ်မှုကပို့ပြီးတော့ကြီးမားတယ်ကျွန်တော်ဘာကြောက်နေလဲအလ္လာဟ်စီမှာမဂ်ဖီရတ်ရပါမလားဘာစိုးရိမ်နေစရာရှိလဲနော်ကျွန်တော်တို့ဂုဏဖီရအောင်လောက်လုပ်ထားလားကျွန်တော်တို့ဂုဏဖီရအောင်လောက်လုပ်ထားလားဘယ်သူမှမလုပ်ထားဘူးဖီရအောင်လောက်ကျွန်တော်တို့ဘလောက်ပဲဂုဏလုပ်ကျွန်တော်တို့သိတယ်ငါအတိထဲမှာနော်ငါရဲ့ဖန်ဆင်းရှင်အလ္လာဟ်ကျွန်တော်တို့တွေနော်ဘလောက်ပဲဂုဏတွေကိုရောက်သွားအလ္လာဟ်မရှိပါဘူးလို့ဘယ်သူမှမငြင်းခဲ့ဘူးဒါပေမဲ့ဒီဖီရအောင်ဘာလုပ်လဲနော်သူ့ကိုယ်သူခိုဒါလို့ကြွေးကြော်တယ်နော်သူ့ကိုယ်သူခိုဒါလို့ကြွေးကြော်တယ်သူ့ကိုယ်သူနော်အနာရဘ်ဘူကုမလ်အာလာအကြီးကျယ်ဆုံးသောဖန်ဆင်းရှင်ဆိုပြီးကြွေးကြော်တယ်အဲ့ဒီလိုကြွေးကြော်တဲ့ဖီရအောင်ကိုယ်တော်မှဖီရအောင်လက်ဖြတ်မိတော့တောင်းလိုက်ရင်အလ္လာဟ်ကဘူလုပ်လိုက်သေးတာပဲ